ဒီက2000ဝဲတော့တန်ပါလေမင်းငါရှားနေရ2ရက်တော့တီလက်အကွေ့တယ်မရှိတော့လားတီအားလုံးမင်္ဂလာပါအခုမြင်တွေ့နေရတဲ့ဗီဒီယိုလေးကတော့ပေါ့နော်ဒါတခိုးလေးကိုအပြစ်ပေးတဲ့ဗီဒီယိုလေးပဲဖြစ်တယ်ပေါ့နော်ဒီအကိုဒီကပေါ့နော်ဒီဆန်ကယ်တခိုးလေးကိုပေါ့နော်အပြစ်ပေးတဲ့ဗီဒီယိုဖြစ်တယ်ဒီမှာတော့သူတယောက်ပဲမိတယ်ပေါ့နော်ဒါပေမဲ့သူ့မှာတခြားပေါ့နော်သူ့အကိုတွေရှိနေတယ်ဆိုတာကိုသိရတာပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်တို့အစားအဆိုတူတူကကြည့်စုပဲဘယ်လိုမျိုးကျွန်တော်တို့ထင်မြင်ချက်တွေကို comment အောက်မှာရေးခဲ့လို့ရပါတယ်အားလုံးတူကကြည့်စုကြအောင်ခင်ဗျာဒီက2000ဝဲတော့တန်ပါလေမင်းငါရှားနေရ2ရက်တော့တီလက်အကွေ့တယ်မရှိတော့လားရုပ်ကနေလာလို့မင်းတို့တွေ့ရမှာကောင်းတယ်မောင်ဟေးရရဲနဲ့မောင်လောင်းပါလားတိုင်ရဲအဲ့လိုမျိုးမောင်ရုပ်ကနေလောင်းပါလားငါညီလေးမောင်ကြံသေးတယ်အကောင်ကိုတွေကြံသေးတယ်ငါကြီးအကောင်ကိုတွေကြံသေးတယ် နောက်ကမကျင်းနဲ့အစားဆုံးကြည့်စုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်ဗီဒီယိုမှာပြန်လည်ဆုံတွေ့နိုင်ဖို့အတွက် channel လေးကို like subscribe လုပ်ချင်ပြီးကူညီကြပါကျွန်တော်အားလုံးကျမ်းမာချမ်းသာကြပါစေအလောက်ကများအဆင်ပြေလျက်မိသားစုများအဆင်ပြေပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့အားလုံးအတွက်ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ